ယောက်ျားချင်းကြိုက်တဲ့သူတွေကိုပဲရွေးတက်ခဲ့တဲ့အမျိုးသားဒီလူကတိန်ထူချစ်သူတွေကိုအဓိကပြတ်မှတ်ထားပြီးတော့အာရမပြုခြင်းကတက်ဖြတ်ပြစ်ပါရီသူရဲ့သားကောင်တွေကလည်းအားနည်းတဲ့အမျိုးသမီးတွေမဟုတ်ဘဲနဲ့ခွန်အားကြီးမားတဲ့ BJ တွေနဲ့ချောမောလွန်းလာတဲ့အစင်တွေကိုပဲတက်ခဲ့တာဖြစ်ပါရီသူကဆောက်လုပ်ရေးပိုင်ရှင်တယောက်ဖြစ်ပြီးတော့တခါလီမှာကလေးတွေကိုဂျိုကာလိုတရုတ်ဆောင်ကဖြောပြပေးတဲ့သူဖြစ်လဲဟန်ဆောင်နေခဲ့ပါရီဒီတော့သူကဘာတူလဲဘာကြောင့်တိန်ထူချစ်သူတွေကိုပဲတက်ခဲ့ရလဲဘယ်ချိန်ထိသူ့ရဲ့ရာဇဝတ်မှုတွေကိုစုံကန်းတိုင်လှုပ်သွားခဲ့ရလဲဆိုတာကိုသိရဖို့အတွက်ဗီဒီယိုလေးကိုအတူတူကြည့်လိုက်ကြရအောင်ပါဒီလူကတော့ John Wayne Gacy ဖြစ်ပြီးတော့အမေရိကန်နိုင်ငံသမိုင်းမှာတော့နာမည်ကြီးကွင်းဆက်လူသက်သမားတဦးဖြစ်ပါတယ်။သူက1992ကနေ1998ထိလူပေါင်းအယောက်30ကျော်ကိုတပ်ပစ်ခဲ့တာဖြစ်ပါတယ်။ Gacy ကသူ့ရဲ့သားကောင်အများစုကိုရုံရင်းဆန်ခတ်မဖြစ်အောင်နီလန်2မျိုး3ကအနုနီနဲ့ရှင်းလင်းခဲ့တာဖြစ်ပါတယ်။သူကမျက်လက်ပညာမှာလည်းဆရာတစုလိုတက်ကြွပြီးတော့လက်ထိတ်ခတ်ပြီးတော့ပြန်လှုပ်လို့ရတယ်လို့အကွက်ရှိကသူလုပ်ပြလို့မျိုးလူတွေကိုထက်လောက်ခိုင်းခဲ့တာပါ။ဒါမဲ့လူများကလည်းစိတ်ဝင်စားနဲ့သူ့လိုစမ်းသက်ကြည့်တဲ့အခါမှာတော့ကိုတေရင်းကိုတူထားလိုမျိုးဖြစ်သွားပြီးတော့လွတ်လန်းမရှိတော့ဘဲနဲ့ Gacy ရဲ့သားကောင်ဖြစ်သွားခဲ့ရပါတယ်။ Gacy ကိုတော့1942ခုနှစ်မတ်လ19ရက်နေ့အမေရိကန်နိုင်ငံချီကာဂိုပြည်နယ်မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်သူကဆေးဆွဲနေသူဖြစ်ပြီးတော့အိမ်တွင်းအကျန်းဖက်သူတယောက်လည်းဖြစ်ပါတယ်။ကျောင်းတရားမဲ့ရွေရောက်တော့ JC ကနှလုံးရောဂါအခန်းကြောင့်တခြားသောလူငယ်တွေလိုစော့ကစားခွင့်မရခဲ့ပါဘူး။ကျောင်းမတက်ချင်လို့အထက်တန်းကျောင်းသားဘဝမှာကျောင်းထွက်ခဲ့ပြီးတော့အိမ်ကနေပါထွက်ပြေးခဲ့ပါတယ်။1960ခုနှစ်မှာတော့စားတောက်ဆိုင်တစ်ခုမှာမန်နေဂျာရာထူးနဲ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ပတ်ဝန်းကျင်ရဲ့မြင်မှာတော့ Gacy ကပညာမတတ်ပေမဲ့စီးပွားရေးလုပ်ကိုင်ရမှာထူးချွန်တာကြောင့်လူများကြားမှာကောင်းတဲ့နေပဲရှိခဲ့တာပါ။သူကတိန်ထူချစ်သူတဦးဖြစ်ကြောင်းကိုလည်း1964ခုနှစ်မှာအများကသိရှိခဲ့ကြတာဖြစ်ပြီးယောက်ျားလေး2ယောက်ကိုအတင်းအဓမ္မမူစကူတူးခဲ့တာကြောင့်ထောင်ဒဏ်18လချမှတ်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူကသူ့ရဲ့ဓမ္မအိမ်တောင်နဲ့လည်းကွာရှင်းခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူကကိုပိုင်ဆောက်လုပ်ရေးတစ်ခုကိုတည်ထောင်ပြီးတော့အိမ်တောင်အသစ်နဲ့ဘဝကိုစလုံးရေးစခဲ့ပါတယ်။သူကမကြာခဏလူရှင်တော်တယောက်အဖြစ်အိမ်ကြီးနေနဲ့ကလေးတွေအများစုကိုပျော်ရွှင်အောင်လုပ်ပေးတာကြောင့်လူအများကြားမှာလေးစားခံနေခဲ့ရပါတယ်။1985မှာတော့ JC ရဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာလုပ်ကိုင်နေတဲ့ကောင်လေးတယောက်ကပျောက်ချင်းမလှပျောက်သွားခဲ့ရပါတယ်။ကောင်လေးရဲ့မိဘတွေကအလုပ်ရှင်ကိုမတင်ကြတာကြောင့် Gacy အိမ်ကိုစစ်ဆေးဖို့တောင်းဆိုခဲ့ရမှာတော့ရဲတွေကခိုင်လုံတဲ့သက်သေမရှိတာကြောင့်မစစ်ဆေးပေးခဲ့ပါဘူး။တပန်1986မှာတော့ဒုတိယအိမ်အောင်နဲ့ကွာရှင်းခဲ့ပြီးဒူဂရိုင်းကလည်းလွတ်လပ်သွားကသူ့စိတ်တိုင်းကျယောက်ျားပေါင်း33ယောက်ကိုတပ်ဖြတ်ပြီးတော့အလောင်းတွေကိုလည်းသူ့ရဲ့အိမ်ရောက်မှာဘယ်သူမှမသိအောင်လို့မြေမြုပ်ထားခဲ့ပါတယ်။1989မှာတော့ယောက်ျားလေးတစ်ယောက်ကချီကာဂိုမှာရှိတဲ့ရဲစခန်းကိုလာပြီးတော့ Gacy ကပြန်ပြေးဆွဲပြီးတော့အာမပြုကျင်နေဆိုပြီးတိုင်ချက်ဖွင့်ခဲ့ပါတယ်။ဒါမဲ့ရဲရရှိတဲ့အနေနဲ့မတိကျိုးကြုံပြုခဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုတောင်မှမလုပ်ပြီးခဲ့ပါဘူး။နောက်ထပ်လပိုင်းကြာမှာတော့အလောက်လာစုံစမ်းတဲ့15နှစ်ရွယ်ကောင်လေးကိုလက်စဖျောက်ခဲ့ပြန်ပါတယ်။ဒီချိန်မှာတော့ရဲတွေက JC ကိုပိုတန်တရားဝင်သွားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ JC ရဲ့အိမ်ကိုဝင်ရောက်စစ်ဆေးဖို့ခွင့်ပြုချက်ရရှိခဲ့ပါတယ်။သူရဲ့အိမ်ကိုစစ်ဆေးချိန်မှာတော့အိမ်ထဲမှာလက်စွပ်တကွင်းနဲ့အခြားသောအသုံးဆောင်တွေကိုတွေ့ခဲ့တာကြောင့်တိုက်ပြီးတော့စစ်ဆေးကြည့်ရမှာတော့ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်ကောင်လေးရဲ့အသုံးဆောင်ပစ္စည်းတွေနဲ့ထပ်တူကျနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲတွေက JC ကိုတန်တရားရှိမှုနဲ့ဖမ်းဆီးခဲ့ပြီးအိမ်ကိုလည်းမြေလံကရှာဖွေဖို့အတွက်ပါခွင့်ပြုချက်ရရှိခဲ့ပါတယ်။နေရဲ့မြေရောက်ခန်းကိုစစ်ဆေးကြည့်ဖို့ကြမ်းခင်းတွေကိုခွာခဲ့ပြီးတော့မြေကြီးတွေကမတူညီတဲ့နေရာတွေမှာလူပေါင်း29ယောက်ကိုမြုပ်နှံထားခဲ့တာဖြစ်ပါတယ်။ကြက်ရှိတဲ့လေးလောင်းကိုတော့မြေထဲမှာဆွန့်ပစ်ခဲ့တာဖြစ်ကြောင်းသူကတရားဝင်ဝန်ခံခဲ့တာဖြစ်ပါတယ်။ Gacy ကိုတရားရုံးကစစ်ဆေးတဲ့အချိန်ကာလမှာပြည်တံရှော့ပေါ်အောင်လို့သူကစိတ်နှခွားနဲ့လူဖြစ်တာကြောင့်လူတက်တဲ့သူကသူကိုယ်တိုင်မဟုတ်ဘဲနဲ့ခနာကိုမှသူ့ကိုဝင်ပူးနေတဲ့ဂျက်ကီဆိုတဲ့အမျိုးသားကျူးလွန်တာပါဆိုပြီးပြောခဲ့ပါတယ်။ဒါမဲ့လည်းစိတ်ကျန်းမာရေးဆရာဝန်တွေရဲ့စစ်ဆေးချက်အရဒါကလိမ်ညာမှုတက်ပါပဲလို့ထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့တရားရုံးက John Wayne Gacy ကိုတည်တံချမှတ်လိုက်ပါတယ်။1994ခုနှစ်မေလ10ရက်နေ့မှာတော့အသက်52နှစ်အရွယ် Gacy ကိုအကျဉ်းထောင်ထဲမှာဆေးထိုးပြီးတော့ကွပ်မျက်ခဲ့ပါတယ်။ရဲရရှိတွေကမသေးခင်မှာသူ့ကိုနောက်ဆုံးစကားပြောမလားလို့မေးမြန်းတဲ့အခါမှာတော့သူကရဲရည်နဲ့အစိုးရတွေကိုသူ့မှုကိုဆုံးဖြတ်တာမမျှတခဲ့ဘူးလို့ဆိုခဲ့ပြီးစိတ်တိုင်းကြကိုဆဲဆူသွားခဲ့တာဖြစ်ပါတယ်။အဲလူတွေကို Gacy ကအခါကြီးငွေများစွာနဲ့ငှားရမ်းခဲ့ပြီးတော့အိတ်ခမ်းထဲကိုခေါ်ကလက်ထိတ်ခတ်ပြီးနီလန်မျိုးစုံနဲ့နှိပ်စက်ခဲ့ကမီးနဲ့တူတာထိခိုက်နာကျင်အောင်လုပ်ပြီးမှတပ်ပစ်လေးရှိတာဖြစ်ပါတယ်။တပ်ပြီးတဲ့အလောင်းအနေနဲ့လည်းထပ်မံလိမ့်ဆက်ဆန်လေးရှိပြီးတော့တခါတရံမှာလည်းအလောင်းကောင်ရဲ့အသားအစာတွေကိုဓာတ်ရည်နဲ့လှီကစားတောက်လေးရှိပါတယ်။ဒါကိုလည်းစစ်ဆေးချက်တွေမှာတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါလောကမှာဘလောက်ပဲအောင်မြင်တဲ့သူဖြစ်ပါစေကိုယ့်ရဲ့စိတ်အာသီတကိုလုံးဝအတော်မတန်နိုင်ရင်နောက်ဆုံးမှာတော့လူတကာရဲ့ဝိုင်းကျင်တာကိုခံရပြီးတော့ဘဝပြတ်သွားတည်တံချမှတ်ခြင်းခံရတဲ့ Gacy ဝိုင်းအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရဲ့အကြောင်းကိုပတ်ဝန်းကျင်မှာလူကောင်းဆိုတဲ့သူတွေကလည်းတခါတလေမှာမျက်နှာဖုံးတက်ထားတဲ့သူတွေဖြစ်ကြောင်းအလွန်ကျူးမယုံကြည်ကြပဲနဲ့တေချာခွဲခြားပြီးပေါင်းသင်းဆက်ဆံမှုဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ။
channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါအောင်လို့တောင်းဆိုရင်းနဲ့နောက်ဗီဒီယိုမှာထပ်မံပြီးတော့အဆုံးတွေ့ကြရအောင်ပါ